မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာတော့ related clauses အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံး related clauses ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည့်ကြအောင် related ဆိုတဲ့အဓိပ္ပာယ်ကဒီမှာတော့အဓိပ္ပာယ်ကြီးအများကြီးရှိတယ်ဒီမှာတော့သူက grammar ထဲမှာသုံးမှာပေါ့နော် grammar မှာသုံးတယ်သူရဲ့အဓိပ္ပာယ်ကကျတော့ relative ဆိုတဲ့အဓိပ္ပာယ်ကဆက်သွယ်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် clauses clauses ဆိုတာဒါဝါကျပြက်တွေကိုပြောတာပါ clauses ဒါကတော့ plural noun ပေါ့နော်ဆိုတော့ပေါက်ပြီးပြောမယ်ဆိုရင် relative clause ဆက်သွယ်ပြီးတော့ဝါကျပြက်များဆိုတော့ relative ဆိုတာဆက်သွယ်ပြီးတယ်ရှေ့မှာရှိတဲ့ noun ပေါ့နော် noun ရှေ့မှာရှိတဲ့ noun ရဲ့ information တွေကိုသူကနေပြီးတော့ဆက်ပေးတယ်အဲ့လိုဆက်ပေးတဲ့နေရာမှာ clause ဝါကျပြက်အနေနဲ့ဆက်ပေးတယ်အဲ့တော့ clause ဆိုတာဒါဝါကျပြက်ဆိုတော့ဝါကျပြက်ဆိုတာကအဲ့တော့ clause ဆိုတာကဒါဝါကျပြက်ဆိုတော့ဒါ incomplete sentence မပြည့်စုံဘူးပေါ့နော်သူ clause တစ်ခုတည်းရေးထားမယ်ဆိုလို့ရှိရင်အဓိပ္ပာယ်မရှိဘူးနောက်ထပ် main clause နဲ့ပေါင်းမှသာလျှင်သူကအဓိပ္ပာယ်ရှိတယ်ဒါကြောင့် clause ဆိုတာဝါကျပြက်နောက်တစ်ခုကဝါကျပြက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝါကျမှာဆိုလို့ရှိရင် subject ပါမယ် verb ပါမယ်ဒါကြောင့် clause မှာဆိုလို့ရှိရင် verb ရှိတယ်subject လည်းရှိတယ်တချို့ clause တွေမှာ subject verb ရှိတယ်တချို့ clause တွေကတော့ subject နေရာမှာ pronoun ပေါ့နော် related pronoun လေးကအစားသွင်းတယ်ပြီးရင် verb ရှိတယ်အဲ့တော့ subject verb ရှိတယ်ပေါ့ဒါကြောင့်သူ့ဝါကျလို့ခေါ်တာဒါပေမဲ့သူအဓိပ္ပာယ်မရှိလို့ဝါကျပြက်လို့ခေါ်တာပေါ့နော်ဒါဆိုရင် related clause ဆိုတာရှေ့က noun ရဲ့ information တွေကိုဆက်သွယ်ပေးတယ်ဝါကျပြက်တွေဖြစ်တယ်ပေါ့ကဲဥပမာလေးကိုကြည့်ကြအောင်ပေါ့နော်ကဲဥပမာ example 1 I met Josu he had returned ဒီမှာဆိုရင်စနစ်နှစ်ခုရေးထားတယ်ကျွန်တော်အားတဲ့ကျော်စုကိုတွေ့ခဲ့တယ်သူကပြန်သွားပြီတဲ့ဆိုတော့ဒီဝါကျနှစ်ကြောင်းကို related clause ကိုသုံးပြီးတော့တစ်ကြောင်းနဲ့ဖြစ်အောင်ရေးမယ်ဆိုတော့ related clause ဆိုတာ noun တွေရဲ့ information ကိုဆက်ပေးတာဒါဆိုရင်ရှေ့ကဝါကျထဲမှာဆိုရင် noun ကကျော်စုပေါ့နော် he ဆိုတာဒါကျော်စုကိုပြောတာဒီဝါကျလေးက he had returned ဆိုရဲဝါကျလေးကကျော်စုရဲ့ information ပဲကျော်စုရဲ့ information ကိုရေးထားတာပေါ့နော် he ဆိုတာpronoun ဘယ်သူရဲ့နာမ်စားလဲဆိုတော့ကျော်စုရဲ့နာမ်စား he had returned ဆိုတာသူပြန်သွားပြီဆိုတာကျော်စုကပြန်သွားပြီဆိုတာကိုပြောတာဒါကြောင့်ဒီနောက်ကဝါကျလေးကကျော်စုရဲ့ information ကိုပေးတာဒါကြောင့်ကျော်စုရဲ့နောက်မှာသွားပြီးတော့ရေးမယ်ပေါ့နော်ဆိုတော့ဘယ်လိုရေးမလဲဆိုတော့ I met ကျော်စု who had returned ပြန်သွားပြီဖြစ်တော့ကျော်စုကိုတွေ့ခဲ့တယ်ဆိုတော့ related clause ဒီမှာ underline လေးတားထားတယ်ပေါ့နော် underline တားထားတာဒါ related clause အဲ့ဒီ related clause ထဲမှာဒီမှာcolor လေး share ထားတယ်ပေါ့နော်အဲ့ဒီ color လေး share ထားတယ် WHO who ဒါကျတော့ related pronoun လို့ခေါ်တယ်ပေါ့နော်ဆိုတော့ underline တစ်ခုလုံးကိုပြောမယ်ဆိုရင်ဒါ related clause ဝါကျပြက်ရှေ့ကကျော်စိုးကိုညွှန်းမှာကျော်စိုးရဲ့နောက်ကနေပြီးတော့ကျော်စိုးရဲ့ information ကိုဆက်သွယ်ပေးထားမှာဆိုတော့ related clause ထဲမှာ related pronoun တစ်ခုသုံးရတယ်ကဲဒီမှာသုံးထားတဲ့ related pronoun က who ကိုသုံးထားတယ်ပေါ့နော်ကဲ example 2ကိုကြည့်မယ် I know the house he live in it ကျွန်တော်ရဲ့အိမ်ကိုသိတယ်သူကအဲ့ဒီအိမ်ထဲမှာနေတယ်ကဲဒီမှာကျတော့အဲ့ဒီအိမ်ထဲမှာနေတယ်ဒီအိမ်ရဲ့ရှေ့က the house ဆိုတဲ့ noun ရဲ့ information ကိုဒီမှာပေးထားတာပေါ့နော်သူနေတဲ့အိမ်ကိုသိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကြောင့်မလို့ the house ရဲ့နောက်မှာrelated clause ကိုသုံးပြီးတော့သူရဲ့ information ကိုတွားပြီးတော့ဆက်ပေးလိုက်မယ်ဒီမှာတော့ IT8 ပေါ့နော် IT8 ကဒါ the house ကိုညွှန်းနေပေါ့ဒီမှာဘယ်လိုရေးထားလဲဆိုတော့ I know the house that he live in သူနေတဲ့အိမ်ကိုကျွန်တော်သိတယ်ဒါဆိုလို့ရှိရင် related clause ကဘာလဲဆိုတော့ underline တတ်တာ related clause that he live in အဲ့ဒါက
related clause သူ့ရဲ့ရှိရ noun ရှိတယ် the house ရှိတယ်ဒါကြောင့်ဒီ that he lived in ဆိုတာ the house ကိုညွှန်းမှာတနည်းပြောရင် the house ရဲ့ information ကိုပေးတာเนาะအဲ့တော့ဒီ related clause ထဲမှာ related pronoun တစ်ခုပါတယ်ဒီမှာဒီ example ထဲမှာဆိုရင် related pronoun ကဘာလဲဆိုတော့ that that ဒါကြောင့်related clause တွေကိုရေးတော့မယ်ဒါမှမဟုတ်သူများရေးထားတွေကိုဖတ်တော့မယ်ဆိုလို့ရှိရင် related pronoun ဘာသုံးထားတယ်လဲကိုယ်တိုင်ရေးမယ်ဆိုရင် related pronoun ဘာသုံးပြီးတော့ related clause ရေးမလဲဆိုတာအရေးပါလာပြီအဲ့တော့ related clause ကိုမသိခင်မှာ related pronoun တွေအသုံးပြုပုံကိုသိထားဖို့လိုအပ်ပါတယ်ကဲဒါဆိုရင်နောက်တဲ့ slide တစ်ခုကိုသွားလိုက်မယ်ကဲဒါကတော့ဒါ note ပေးထားတာပေါ့နော် note ပေးထားတယ်related clause ဆိုတာဆက်သွယ်ပြဝါကျပြက်ကိုပြောတာပါrelated pronoun ဆိုတာဆက်သွယ်ပြနာမ်စာဆောင်းနာပြောသလိုပဲ related clause အကြောင်းကိုသိဖို့ဆိုရင် related pronoun တွေကိုသိထားဖို့လိုအပ်ပါတယ်ဒီ related clause က writing တွေအတွက်အသုံးဝင်တယ် writing ရေးတဲ့အခါမှာအသုံးဝင်တယ်ကိုယ်တိုင် writing ရေးတဲ့အခါမှာအသုံးဝင်တယ်လို့သူများတွေရေးထားတဲ့စာတွေကို reading လုပ်တဲ့အခါမှာလည်းအသုံးဝင်ပါတယ်unit တွေတိုင်းမှာ read the passage တွေတိုင်းမှာ related clause ကိုသုံးပြီးတော့ရေးထားတဲ့ဝါကျတွေအများပြားတွေ့ရမှာပါဆိုတော့ related clause ဆိုတာဘယ်လိုမျိုးသုံးတယ်လဲဆိုတော့ noun သို့မဟုတ် noun group ပေါ့နော်များသောအားဖြင့် noun ပေါ့နော် noun သို့မဟုတ် noun group ရဲ့ information ကိုထပ်ပြီးတော့ share ထွင်ပေးတာပါnoun တစ်ခုရေးလိုက်တယ်အဲ့ဒီ noun ရဲ့နောက်မှာသူ့ရဲ့ information ကိုထပ်ပြီးတော့ရေးတာပေါ့နော် related pronoun ပြီးရင် verb သို့မဟုတ် subject verb တွေသုံးပြီးတော့ရှေ့က noun သို့မဟုတ် noun group ရဲ့ information ကိုထပ်ပြီးတော့ရေးသားတာဖြစ်ပါတယ်ဥပမာမပြောခင်မှာအောက်ကနှစ်ချက်လေးကိုအရင်ကြည့်လိုက်မယ်related clause နှစ်မျိုးရှိတယ် defining related clause အဓိပ္ပာယ်သတ်မှတ်တဲ့ပေးတဲ့ related clause ပေါ့နော်နောက်တစ်ခုက non defining related clause ဒါတော့အဓိပ္ပာယ်သတ်မှတ်ပေးတာမဟုတ်တဲ့ဆက်သွယ်ပြဝါကျပြက်တွေပေါ့နော်ဥပမာဒါလေးကိုထပ်ရှင်းမယ်ဆိုလို့ရှိရင် defining related clause ဆိုတာကအဓိပ္ပာယ်သတ်မှတ်ပေးရတယ်ဥပမာ noun တစ်ခုကိုစာရေးတဲ့သူကရေးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီ noun အကြောင်းကိုdefine ထပ်ပြီးတော့လုပ်ပေးရတယ်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်စာဖတ်တဲ့သူကမသိဘူးပေါ့နော်ဘယ်ဟာကိုပြောလဲဆိုတော့မသိတာဖြစ်တဲ့ကြောင့်မလို့သူက define လို့ခေါ်တယ်အဓိပ္ပာယ်သတ်မှတ်တယ်လို့ခေါ်တယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်ကမိမကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်ဒီလိုရေးလိုက်မယ်ဒါဆိုရင်မိမကြီးတွေကအများကြီးရှိတယ်ဘယ်လိုမိမကြီးလဲသူ့ရဲ့ information ပေါ့နော် the woman ရဲ့နောက်မှာသူ့ရဲ့ information ကိုထပ်ပြီးတော့ရေးပေးရမယ်ဘယ်လိုမိမကြီးလဲဘယ်လိုအင်ကြီးဝတ်ထားတဲ့မိမကြီးလဲအသက်အရွယ်ဘယ်လောက်ရှိတဲ့မိမကြီးလဲဘယ်မြို့နယ်မှာနေတဲ့မိမကြီးလဲအစားချင်းသဖြင့်သူ့ရဲ့ information ကို define လုပ်ပေးတာအဲ့လို define လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကရေးထားတဲ့ related clause က essential information ပေါ့နော်တကယ်ကိုအရေးပါတဲ့ information လို့ဒါသတ်မှတ်တာပေါ့နော်ကဲ non defining related clause ကကြတော့သူစညင်ပဲပေါ့နော်အဓိပ္ပာယ်သတ်မှတ်တာမဟုတ်ဘူးလူအများပြားသိပြီးတဲ့အကြောင်းအရာတွေဥပမာ ARV river ပေါ့နော် ARV river ဆိုရင်ဒါလူတိုင်းသိတယ်အဓိပ္ပာယ်သတ်မှတ်စရာမလိုဘူးဒါပေမဲ့သူ့ရဲ့နောက်ကသူ့ရဲ့ information ကိုထပ်ပြီးတော့ရေးလို့ရတယ်ရေးလို့ရတာကဒါအဓိပ္ပာယ်သတ်မှတ်တာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ extra ပေါ့တော့နောက်ထပ်အပိုထပ်လောင်းပြီးတော့ information ရေးတာဖြစ်တယ်ပေါ့ကဲဒီနှစ်ချက်ကတော့အခုဒီ video မှာတော့အပိုင်း1ဒီ video အပိုင်း1ဖြစ်တဲ့ကြောင့်မလို့ဒီ clause နှစ်မျိုးဟာကဲဒီမှာပဲအချင်းချုံပြီးတော့ဒီမှာပဲဒီလောက်ပဲရှင်းပြထားမယ်နောက်အပိုင်း2ကြာမှာအကျယ်ချဲ့ပြီးတော့ရှင်းပြမယ်ပေါ့နော်ဒီ video ကကျတော့ related pronoun ကိုဦးစားပေးပြီးတော့ရှင်းပြမှာဖြစ်တယ်ပေါ့ကဲနောက်တစ်ခုကဒါလေးဥပမာလေးကြည့်ကြည့်အောင်ပေါ့နော်ဒီ related clause ဆိုတာ noun group ရဲ့ information ကိုထပ်ပြီးတော့ချဲ့ထွင်ပြီးတော့ပေးတာဖြစ်တယ်တဲ့ဥပမာထားပါတော့ကားတစ်စီးကိုမြင်ခဲ့တယ်ပေါ့နော်
I saw the car ကျွန်တော်ကားတစ်စီးကိုမြင်ခဲ့တယ်တွေ့ခဲ့တယ်ဆိုတော့ကားတွေကအများကြီးရှိတယ်ဘယ်လိုကားလဲကား the car ဆိုတဲ့ noun ရဲ့နောက်မှာ information ထပ်ပြီးတော့ပေးရတော့မယ်ကဲဒါဆိုလို့ရှိရင်အဲ့ information ပေးတာက essential information ဖြစ်မလား extra information ဖြစ်မလားဆိုလို့ရှိရင် essential information ဖြစ်တယ်ဘယ်လိုကားလဲကားရဲ့ information ကိုပေးရမှာဆိုတော့ရှေ့ကကားကဘယ်လိုကားလဲဆိုတော့ define လုပ်ရမှာဆိုတော့ဒီဥပမာကဒါ essential information ကိုပေးတာပေါ့နော်ဥပမာထားပါတော့ which is made in Japan ဂျပန်ထုတ်တဲ့ကား I saw the car which is made in Japan ဆိုတော့ which is made in Japan ဆိုတော့ဒါ essential information ပြီးတဲ့ related clause သူရှိရ noun the car ကိုညွှန်းမှာthe car နဲ့ which is made in Japan ကိုဆက်ပေးရတယ်ပေါ့နော် I saw the car which is made in Japan ဆိုတော့ရှေ့မှာရေးထားတဲ့ noun ကို information noun ကိုသို့မဟုတ် noun group ကို information ထပ်ပြီးတော့ပေးတာပါဆိုတော့ related ပြန်ပြောမယ်ဆိုရင် related clause ဆိုတာ noun တစ်ခုရေးခဲ့တယ်ဆိုတော့အဲ့ဒီ noun က subject နေရာမှာရှိတဲ့ noun ပဲဖြစ်ဖြစ် object နေရာမှာရှိတဲ့ noun ပဲဖြစ်ဖြစ်အဲ့ဒီ noun ရဲ့ information ကိုပေးခြင်းနေဆိုရင် related clause ကိုသုံးတယ်အဲ့လိုသုံးတဲ့နေရာမှာ define လုပ်တဲ့ related clause ရှိတယ်လို့ non define လုပ်တဲ့ related clause လည်းရှိပါတယ်။ဒါဆိုရင်နောက်တဲ့ related pronoun ကိုဆက်ပြီးတော့တွားလိုက်ပါမယ်။ဟုတ်ပြီဒီအပိုင်းတက်မှာတော့ related pronoun အကြောင်းတွေကိုရှင်းပြမှာဖြစ်ပါတယ်။ဒီမှာnote လေးပေးထားပါတယ်။ number 1က people address ဆိုလို့ရှိရင်သုံးမျိုးသုံးလို့ရပါတယ်။ဆိုတော့ရေးလိုက်တဲ့ noun တစ်ခုက people ဒါမှမဟုတ် non people လား non people လားကျွန်တော်တို့ရေးလိုက်တဲ့ noun က people လား non people လားဆိုတာကိုခွဲလိုက်မယ်ပေါ့နော် people address ဆိုလို့ရှိရင်သုံးမျိုးသုံးလို့ရတယ် related pronoun သုံးခုသုံးလို့ရပါတယ်ကဲပထမတစ်ခုကwho ပေါ့နော်ပထမတစ်ခုက who who ကဲသူကကြတော့ subject pronoun အတွက်သုံးတာ subject pronoun နေရာမှာwho ကိုသုံးမှာပေါ့နော်သူ့ရဲ့ format လေးကအဲဒီမှာရှေ့မှာ noun ရှိမယ်အဲ့ဒီ noun လေးက people ဖြစ်ရမယ်ပေါ့နော်ပြီးရင် who ဆိုတဲ့ related pronoun လေးကိုသုံးလိုက်မယ်သူက subject pronoun subject နေရာမှာသုံးတာဖြစ်တဲ့ကြောင့်မလို့သူ့ကို subject pronoun လို့ခေါ်တယ်သူက subject နေရာမှာသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ who ရဲ့နောက်မှာ subject ရေးစရာမလိုဘူးwho ကဒါ subject နေရာမှာသုံးလိုက်တာအဲ့တော့ who လေးက subject ပြီးတော့ပါလာမလဲဆိုတော့ verb လာမယ်ဒါဆိုရင်သူ့ရဲ့ format လေးက who plus verb သူ့ရဲ့ရှေ့မှာ noun ရှိမယ်noun information ကိုပေးမယ် who ရဲ့နောက်က verb ရှိမယ်ပေါ့နော်အဲ့တော့ subject pronoun တွေကဘာတွေလဲဆိုလို့ရှိရင် I we you they he she it ကဲဒီညမှာ I take ကတတ်မဲ့တွေအတွက်သုံးနေပေါ့နော်ဆိုတော့ WHO who ကို people အတွက်သုံးလို့ရသလိုတတ်မဲ့တွေအတွက်လည်းသုံးတာကိုတွေ့ရပါတယ်အရင်ခေတ်ကစာပေထဲမှာဆိုရင်သုံးတယ်နောက်တစ်ခုကတင်စားပြီးရေးတဲ့နေရာမျိုးမှာသုံးတယ်တတ်မဲ့ကိုတက်ရှိအဖြစ်တင်စားပြီးရေးတဲ့နေရာမျိုးမှာWHO who ကို subject pronoun အဖြစ်သုံးတယ်ပေါ့နော်အခု modern grammar မှာလည်းပဲ modern grammar ကြတော့people တွေအတွက်ပဲသုံးတာများတယ်ပေါ့နော်အဲ့တော့ who လေးက subject pronoun အတွက်သုံးမှာ who ရဲ့နောက်ကဘာလိုက်မလဲဆိုရင် verb ပဲလိုက်မယ် who လေးက subject ဖြစ်သွားလို့ဥပမာ example တစ်ခုကိုပြောပြမယ်ဥပမာဦးမြ has been to Korea ဦးမြ has been to Korea ဦးမြကကိုရီးယားကိုရောက်ဖူးတယ်ဆိုတော့ဒီဝက်ကြထဲမှာဆိုရင် noun ကဦးမြရှိတယ်နောက်တစ်ခုကကိုရီးယားရှိတယ်ပေါ့နော်အဲ့တော့ဒီမှာ people ကတော့ဒါဦးမြပေါ့နော်အဲ့တော့ကိုရီးယားကတော့ဒါ non people ပေါ့နော်လူမဟုတ်ဘူး things ပေါ့နော်ဆိုတော့ဒီလူဖြစ်တဲ့ဦးမြရဲ့နောက်မှာrelated clause ကိုဆက်ပြီးတော့ရေးလို့ရတယ်
Korea ရဲ့နောက်မှာလည်း related clause ဆက်ပြီးတော့ရေးလို့ရတယ်ဒီမှာတော့ Korea ကလူမဟုတ်တဲ့ကြောင့်မလို့ WHO ကိုတော့သုံးလို့မရဘူးပေါ့နော်အဲ့တော့ဥမြရဲ့နောက်မှာrelated clause ကိုသုံးလို့ရတယ်ဆိုတော့ဥမြကကိုယ်ပိုင်နာမ်ဖြစ်တဲ့ကြောင့်မလို့သူ့အဓိပ္ပာယ်သတ်မှတ်စရာမလိုဘူး non defining related clause အနေနဲ့သုံးလို့ရတယ်ဆိုတော့ဘယ်လိုမျိုးသုံးလို့ရလဲဥမြရဲ့ information ကိုပြီးမယ်ပေါ့နော်ဥပမာထားပါတော့ဥမြကကျွန်တော်တို့ရဲ့ဆရာဒါဆိုရင်ကျွန်တော်တို့ရဲ့ဆရာဖြစ်တော့ဥမြဥပမာဥမြ who is our teacher has been to Korea ဆိုတော့ဒီ who is our teacher ဆိုတဲ့စာကြောင်းကစကားစုလေးရ sorry စကားစုလေးရဝါကြပြက်လေး related clause ရှေ့ရဥမြကိုညွှန်းမှာအဲ့ဒီ related clause ထဲမှာသုံးထားတဲ့ who က subject pronoun လို့ခေါ်တယ် subject နေရာမှာသုံးလို့သူ subject pronoun တကယ်လို့ဒါဝါကြအနေနဲ့ရေးမယ်ဆိုရင် who နေရာမှာ he လာမှာပေါ့နော်သို့မဟုတ်ဥမြလာမှာပေါ့ဒါကြောင့် who is our teacher ဆိုတာ related clause ဥမြရဲ့ information extra information ကိုပေးမှာအဲ့ဒီ related clause ထဲမှာသုံးထားတဲ့ who က subject pronoun လို့ခေါ်တယ် related pronoun subject pronoun ပေါ့နော်ကဲနောက်တစ်ခုကကကြတော့နောက်ဥပမာတစ်ခုပေါ့နော်နောက်တစ်ခုwe love ဥမြကျွန်တော်တို့ကဥမြကိုနှစ်သက်တယ်ဥမြကိုချစ်မြတ်နိုးတယ်ကဲဒီမှာဆိုရင်ဒီဝါကြမှာဆိုလို့ရှိရင်noun လေးရဥမြဒါကြောင့်ဥမြရဲ့နောက်မှာ related clause တစ်ခုကိုဆက်ပြီးတော့ရေးလို့ရတယ်ဥမြကကိုယ်ပိုင်နာမ်ဖြစ်တဲ့ကြောင့်မလို့ဒါ define လုပ်စရာမလိုဘူး non defining related clause extra information ကိုပေးမှာဆိုတော့ဥမြရဲ့နောက်မှာတွားပြီးတော့ဥမြရဲ့ information ကိုတွားပြီးတော့ရေးလို့ရတယ် related clause အနေနဲ့ရေးလို့ရတယ်ဆောနာကျွန်တော်ရဲ့ဆရာဆိုတော့ information ကိုရေးလိုက်မယ်ဘယ်လိုဖြစ်မလဲဆိုတော့ we love ဥမြ who is our teacher အဲ့ဒီလိုမျိုးလေးရေးလို့ရတယ်အဲ့တော့ဒီနေရာမှာရောထွေးနိုင်တဲ့အကြောင်းအရာလေးတစ်ခုက WHO who ဆိုတာ subject pronounဆိုတာ related clause ထဲမှာပါတယ်related clause ထဲမှာပါတယ် subject လေးကိုပြောတာရှေ့မှာရေးထားတဲ့ noun ကိုပြောတာမဟုတ်ဘူးဥပမာဆိုရင်ဒီဥပမာနှစ်ခုမှာဆိုလို့ရှိရင်ပထမတစ်ခုကဥမြ has been to Korea အဲ့ဒီဝါကြမှာဆိုလို့ရှိရင်ဥမြကဒါ subject ပေါ့နော်ဒုတိယဝါကြဖြစ်တဲ့ we love ဥမြအဲ့ဒီဝါကြမှာဆိုရင်ဥမြက object ဆိုတော့ဒီ information ပေးခြင်းတဲ့ noun က subject လား object လားအဲ့ဒါကိုပြောတာမဟုတ်ဘူး related clause ထဲမှာ information related clause essential information extra information ထဲမှာသုံးထားတဲ့နေရာက subject နေရာလား object နေရာလားဒါကိုကြည့်တာပေါ့နော်ဆိုတော့တချို့ကရှေ့က noun subject pronoun ဆိုရှေ့က noun က subject ဖြစ်မှာ subject pronoun who နဲ့သုံးတယ်ရှေ့က noun က object ဖြစ်လို့ဟိုထားပါတော့ we love ဥမြဒါဆိုရင်ရှေ့က noun object ဖြစ်တယ်ဒါဆို who ကိုသုံးလို့မရဘူးဒီလိုမျိုးတွေရောထွေးသွားနိုင်တယ်ဆိုတော့ဒီမှာအဲ့ဒါလေးကိုသတိထားစေချင်တယ်ပေါ့နော်အဲ့တော့ subject pronoun ဆိုတာ related clause ထဲမှာပါတယ်subject နေရာကိုပြောတာပါ related clause ထဲမှာပါတယ် subject နေရာကိုပြောတာရှေ့က information ပေးတယ်ရှေ့က noun ကဘာဖြစ်ဖြစ် subject နေရာပဲဖြစ်ဖြစ် object နေရာပဲဖြစ်ဖြစ်အဲ့ဒါကိုကြည့်တာမဟုတ်ပါဘူးဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကိုဆက်သွားပါမယ်ကဲနောက်တစ်ခုက WHOM whom သူကကြတော့ object pronoun ဒီမှာရှေ့မှာရှင်းပြခဲ့သလိုပဲrelated clause ထဲမှာသုံးထားတဲ့ object နေရာမှာသုံးထားတဲ့နာမ်စားနေရာမှာသုံးမှာဖြစ်ပါတယ်ရှေ့က information ပေးခြင်းတဲ့ noun ကိုကြည့်မှာမဟုတ်ဘူး related clause ထဲမှာ object နေရာမှာသုံးထားတဲ့နာမ်စားနေရာမှာ WHOM whom ဆိုတဲ့ pronoun လေးကိုသုံးမှာပါအဲကြောင့်မလို့ဘယ်လိုနာမ်စားရလဲဆိုတော့ me us you them him her အဲ့ဒီနာမ်စားတွေရဲ့နေရာမှာ WH1 whom ဆိုတဲ့ related pronoun ကိုသုံးပါပါဆိုတော့သူ့ရဲ့ format လေးက
ရှေ့မှာ information ပေးခြင်းနဲ့ noun လေးရှိမယ်အဲ့ noun ရဲ့နောက်မှာ related clause လေးရေးလိုက်မယ် wh1 whom subject verb ဆိုတော့ဒီ verb ရဲ့ပြုလုပ်ခြင်းကိုခံရမှာပေါ့နော်ဒီရှေ့က noun လေးက verb ရဲ့ပြုလုပ်ခြင်းကိုခံရမှာဒီ verb ရဲ့ပြုလုပ်တာက verb ရဲ့ရှေ့က subject လေးကပြုလုပ်မှာပေါ့နော်ဆိုတော့ဥပမာလေးတစ်ချက်တော့ကြည့်လိုက်မယ်ဥပမာ Dosho the Zen is my auntie Dosho the Zen ဟာကျွန်တော်ရဲ့ဒေါ်လေးဖြစ်တယ် auntie ဖြစ်တယ်ဆိုတော့ဒီဝါကြမှာဆိုလို့ရှိရင် noun က Dosho the Zen ဆိုတာဒါ noun my auntie ဆိုလည်း noun ဆိုတော့အဲ့ဒီ noun ရဲ့နောက်မှာ related clause သုံးပြီးတော့ information တွေကိုရေးလို့ရတယ်ဒီမှာတော့ Dosho the Zen ရဲ့နောက်မှာ information ပေးလိုက်မယ်ပေါ့နော်အဲ့တော့ Dosho the Zen ဘာဖြစ်တယ်လဲသူ့ရဲ့ information အချက်တစ်ခုခုကို Dosho the Zen ရဲ့နောက်မှာတွားပြီးရေးလို့ရတယ်ဆိုတော့ whom ကိုသုံးပြီးရေးကြည့်မယ်ပေါ့နော်ဥပမာမနေ့ကမင်းတွေ့ခဲ့တော့ဆိုတော့ Dosho the Zen whom you met yesterday is my auntie မနေ့ကမင်းတွေ့ခဲ့တဲ့ Dosho the Zen ဟာငါရဲ့ဒေါ်လေးဖြစ်တယ်ဆိုတော့သူကတွေ့ချင်းခံရမှာ related clause ထဲမှာ related clause ထဲမှာ Dosho the Zen ကဒါ object နေရာမှာရှိမှာဒါကြောင့်မလို့whom ဆိုတဲ့ related pronoun ကိုသုံးတာပါဟုတ်ပြီနောက်တစ်ခုက this is Dosho the Zen ဒါက Dosho the Zen ဖြစ်ပါတယ်ဝါကြတစ်ကြောင်လေးရေးလိုက်မယ်ဆိုတော့ဒီဝါကြထဲမှာ Dosho the Zen ဆိုတဲ့ noun လေးရှိတယ်ဆိုတော့ဒီ noun ရဲ့နောက်မှာသူ့ရဲ့ information ကိုရေးလို့ရတယ်ကဲဆိုတော့ information လေးကိုရေးကြည့်မယ်မင်းမနေ့ကတွေ့ခဲ့တော့ Dosho the Zen ဆိုတာဒါပဲဆိုရယ်အဓိပ္ပာယ်လေးရတဲ့ information လေးရေးလိုက်မယ်ဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့ this is Dosho the Zen whom you met yesterday မင်းမနေ့ကတွေ့ခဲ့တဲ့ Dosho the Zen ဟာဒါပဲဟုတ်ပါပြီဒါဆိုရင် WHO SE whose ကိုဆက်သွားပါမယ်ဆိုတော့ whose ဆိုတာကကျတော့ possessive adjective လို့ခေါ်တယ်ပိုင်ဆိုင်မှုကိုပြတဲ့ adjective ပေါ့နော်ဒီမှာ adjective လို့ပြောတဲ့အတွက်ကြောင့်မလို့ adjective ဆိုတာ noun ကိုအထူးပြုတယ်ဒါကြောင့် adjective ရဲ့နောက်မှာnoun ရေးလို့ရတယ်ပေါ့နော်ဒါကြောင့် whose ရဲ့နောက်မှာ noun လိုက်မယ်ပေါ့တော့ဘယ်လိုမျိုးpronoun တွေအစားသုံးလဲဆိုတော့ my our your their his her its ဆိုတော့ဒါရဲ့ e ဆုံးနေပေါ့နော် e ဆုံးနဲ့ possessive adjective ဖြစ်တဲ့ possessive adjective ကတယောက်တည်းတစ်လုံးနဲ့တည်တံ့ရေးလို့မရဘူးသူ့ရဲ့နောက်က noun လိုက်ပြီးတော့ရေးပြရမယ်ဥပမာထားပါတော့ my ကျွန်တော်ရဲ့ကျွန်တော်ဤဆိုပြီးရက်ထားလို့မရဘူးအဓိပ္ပာယ်မရှိဘူးကျွန်တော်ဤပါလဲကျွန်တော်ဤခါလားကျွန်တော်ဤစာအုပ်လားကျွန်တော်ဤမြို့လားနောက်ကနောက်တစ်ခုလိုက်ပြီးတော့ရေးပြရမယ်အဲ possessive adjective ရဲ့နောက်မှာအမြဲတမ်း noun လိုက်ရမယ် my our your their his her it သူရဲ့နောက်မှာအမြဲတမ်း noun ကပ်ပြီးတော့ရေးရပါမယ်ဆိုတော့ who ဆိုတာအဲ့ဒီနာမ်စားတွေရဲ့အစားကိုသုံးမှာဒါကြောင့် who ရဲ့နောက်မှာလည်းပဲအမြဲတမ်း noun လိုက်ရမယ်အမြဲတမ်း noun လိုက်ပြီးတော့ရေးပြရမယ်ဆိုတော့ဒီမှာလည်းပဲ IDS ဆိုတဲ့စကားလုံးလေးထည့်ထားတယ် IDS it ဆိုတဲ့စကားလုံးထည့်ထားတဲ့အတွက်ကြောင့်မလို့သူကpeople အတွက်လည်းသုံးလို့ရသလိုnon people တွေတတ်မဲ့လူမဟုတ်တဲ့တခြားသော things တွေအတွက်လည်းပဲသုံးလို့ရပါတယ်ဆိုတော့သူ့ရဲ့ format လေးက information ပေးခြင်းနဲ့ noun ရှိမယ်သူ့ရဲ့နောက်က related clause လေးရေးမယ်အဲ့တော့ whose ကိုသုံးထားတယ်အဲ့တော့ whose ကိုသုံးမယ်ဆိုရင်နောက်က noun ရေးရမယ် whose plus noun ကနောက်က verb တစ်ခုလိုက်မယ်ပေါ့နော် verb ဝါကြပြဆိုတော့ verb ကတော့အမြဲတမ်းပါနေမယ်ပေါ့နော်ဥပမာ do you know Thomas Edison ကဲဒီမှာဆိုလို့ရှိရင်ဒီဝါကြမှာဆိုလို့ရှိရင် noun လေးက Thomas Edison ဆိုတဲ့ noun ပေါ့နော်ဆိုတော့ဒီ noun ရဲ့နောက်မှာ noun ရဲ့ information ကိုချက်ကားပြီးတော့ related clause သုံးပြီးတော့ရေးလို့ရတယ်ဆိုတော့ဒီမှာ whose ကိုသုံးပြီးတော့ရေးကြည့်မယ်ပေါ့နော်ဘယ်လိုရေးမလဲဆိုတော့ do you know Thomas Edison whose invention are famous ဆိုတော့ဒီမှာဆိုလို့ရှိရင် whose နောက်က noun လိုက်ထားတယ် invention ဆိုတဲ့ noun လေးတွဲပြီးလိုက်ထားတယ်သူ့ရဲ့တည်ထွင်မှုတွေကြော်ကြားတဲ့ Thomas Edison ကိုမြင်သိသလားဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ပေါ့နော်ကြည့်ဒါဆိုရင်
people အတွက်၃ခုကိုနားလည်မယ်လို့မျှော်လင့်နေကဲနောက် number 2ကိုဆက်သွားပါမယ်ကဲ number 2ကကျတော့ non people အတွက်သုံးပါ non people အတွက်သုံးမယ်ဆိုလို့ရှိရင်နှစ်မျိုးသုံးလို့ရတယ် that ရှိတယ် which ရှိတယ်ပေါ့နော်ကဲသူတို့က subject pronoun အတွက်လည်းသုံးလို့ရတယ်လို့ object pronoun အတွက်လည်းပဲသုံးလို့ရပါတယ်ကဲဒီမှာတော့တစ်ခုချင်းစီ format မပေးထားဘူးအပေါ်ကတစ်ခုနဲ့အတူတူပဲပေါ့နော်subject pronoun အတွက်သုံးမယ်ဆိုလို့ရှိရင်ဒီ that which ရဲ့နောက်မှာ verb လိုက်မယ်ပေါ့အဲ့လိုမှမဟုတ်ဘူး object pronoun အတွက်သုံးမယ်ဆိုလို့ရှိရင်ဒီ that which ရဲ့နောက်မှာsubject verb လိုက်မယ်ပေါ့ဆိုတော့ that which က subject pronoun အတွက်လည်းသုံးလို့ရတယ် object pronoun အတွက်လည်းသုံးလို့ရပါတယ်ဒါပေမဲ့ဒီမှာတစ်ခုမှတ်ထားမှာက non-defining related clause non-defining related clause အဓိပ္ပာယ်သတ်မှတ်တာမဟုတ်တဲ့ဝါကျပြတ်ဒီမှာဆိုလို့ရှိရင် that ကိုမသုံးဘူး that မသုံးဘူးဆိုတော့ဘာသုံးမှာလဲဆိုတော့ which ကိုပဲသုံးမှာအဓိပ္ပာယ်သတ်မှတ်တဲ့ defining related clause အတွက်ပဲ that ကိုသုံးမှာ non-defining related clause ဆိုလို့ရှိရင် which ကိုပဲသုံးမယ်ပေါ့နောက်တစ်ခုက comma မရှာဘူး comma မရှာရဘူးပေါ့နော်ဆိုတော့ non-defining related clause မှာ that ကိုမသုံးဘူးdefining related clause မှာဆိုလို့ရှိရင်that ကိုလည်းသုံးလို့ရတယ် which ကိုလည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့ which ကနှစ်မျိုးသုံးလို့ရတယ် that ကကျတော့ define non-defining related clause မှာလုံးဝသုံးလို့မရဘူးမသုံးဘူးပြီးရင် non-defining related clause မှာဆိုလို့ရှိရင်မသုံးဘူး that သုံးတာလေဆိုလို့ရှိရင်လည်း comma မရှာဘူးပေါ့နော်ကဲဥပမာ we live in Myanmar ဆိုတဲ့စာကြောင်းလေးကိုကြည့်လိုက်မယ် we live in Myanmar ဆိုတော့ဒီဝါကျမှာ noun လေးက Myanmar ဆိုတဲ့ noun လေးရှိတယ်ဆိုတော့ Myanmar ဆိုတဲ့ noun ရဲ့နောက်မှာအဲ့ဒီ noun ရဲ့ information တွေကိုရေးလို့ရတယ်ဘယ်လိုပုံစံရေးလို့ရလဲဆိုတော့ related clause ပုံစံနဲ့ Myanmar ဆိုတဲ့ noun ရဲ့နောက်မှာ information တွေရေးလို့ရတယ်ဆိုတော့ Myanmar ကဒါ define လုပ်เสียရမလို့ဘူးဒါ non defining related clause မြန်မာဆိုတော့အလုံးတည်တယ်သူ့ကို define လုပ်ဖို့မလိုဘူးဆိုတော့ non defining related clause အဲ့တော့ non defining related clause ဆိုတော့which ကိုပဲသုံးလိုက်မယ်ပေါ့နော်ကဲဘယ်လိုသုံးမလဲဆိုတော့ဥပမာ which is also known as the Golden Land we live in Myanmar which is also known as the Golden Land ချွေနိုင်ငံလို့ခေါ်ဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်တို့နေထိုင်ကြတယ်။ကဲဒါဆိုလို့ရှိရင်ဒါမြန်မာဆိုတာ non people ဖြစ်တဲ့အတွက်ကြောင့်မလို့which ကိုသုံးထားတယ်။ပြီးရင် which ရဲ့နောက်မှာ verb flight ထားတယ်။ verb flight ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ which လေးကဒါ subject pronoun နေရာမှာသုံးထားတယ်ဆိုတာကိုသိရမယ်။ကဲနောက်တဲ့ဥပမာကိုကြည့်မယ်။ air pollution should be protected လေလူညဉ့်ညံ့ခြင်းကိုကာကွယ်သင့်တယ်ဆိုတော့ဒီဝက်ကြထဲမှာရှိတဲ့ noun လေးက air pollution ဒါကြောင့် air pollution ရဲ့နောက်မှာသူ့ရဲ့ information ကိုရေးလို့ရတယ်ဘယ်လိုရေးလို့ရလဲဥပမာထားပါတော့ air pollution that cause harmful effect should be protected that cause harmful effect အန္တရာယ်ရှိတဲ့အကျိုးကျေးဇူးတွေအန္တရာယ်ရှိတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေတော့လေထုညဉ့်ညံ့ခြင်းကိုကြိုတင်ကာကွယ်သင့်တယ်ပေါ့ဆိုတော့ that causes harmful effects ဆိုတာရှိရ air pollution ကိုတွားပြီးတော့ညွှန်းမှာ air pollution ရဲ့ information ကိုပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ note လေးကိုအနည်းရှုံးမယ်ဆိုလို့ရှိရင်အဲ့တော့ကိုရေးလိုက်တဲ့ noun က people လား non people လားဆိုတာကိုကြည့်မယ် people ဆိုလို့ရှိရင်၃မျိုးသုံးလို့ရတယ်subject pronoun နေရာမှာသုံးမယ်ဆိုရင် who ကိုသုံးမယ် related clause က subject pronoun အတွက်သုံးတယ်ဆိုရင် who ကိုသုံးမယ်related clause ထဲမှာ object pronoun အတွက်သုံးတယ်ဆိုရင် wh နဲ့ whom ကိုသုံးလို့ရတယ်ဒါမှမဟုတ်ပိုင်ဆိုင်ခြင်းကိုပြရဲဆိုလို့ရှိရင် whose ကိုသုံးလို့ရတယ်ဒါမှမဟုတ်ကိုရေးလိုက်တဲ့ noun က people မဟုတ်ဘူး non people things animals ဒါတွေဆိုလို့ရှိရင်that which ကိုသုံးလို့ရတယ်
the which ကိုသုံးလို့ရတယ်သူက subject pronoun အတွက်လည်းသုံးလို့ရတယ်လို့ object pronoun အတွက်လည်း the which ကိုပဲသုံးလို့ရတယ်ပေါ့တစ်ချက်သတိထားမှာက non defining related clause ဆိုလို့ရှိရင်တော့ that ကိုမသုံးပါဘူး which ကိုပဲသုံးပါမယ်ကဲဒါဆိုရင်နောက်ထပ်ဥပမာတွေထပ်ပြီးတော့ရှင်းပြအောင်မယ်နောက်ထပ် slide တစ်ခုကိုကြည့်ရအောင်ကဲဒီမှာဆိုရင် example 1 example 1 2 3 4 5 6ရှိတယ်ကဲဒီမှာဆိုရင်နောက်ကmultiple choice လေးတွေလောက်ထားတယ်ပေါ့နော်အဖြေမှန်ကိုရွေးပြရမှာပေါ့နော်ကဲဥပမာ I hate the children blend are cruel ဆိုတော့ဒီ blend နေရာမှာ which ကိုသုံးပါလား who ကိုသုံးပါလား whose ကိုသုံးပါလားသူကရွေးခိုင်းနေပေါ့ဆိုတော့ဒီရှေ့ကိုကြည့်မှာပေါ့နော်ဒီနေရာမှာ WH စကားလုံးထည့်ရင်ဒါလေးက related clause ဖြစ်သွားမယ်ပေါ့နော်ဒါကြောင့် related clause ရဲ့ရှေ့က noun လေးကိုကြည့်လိုက်မယ်ဆိုတော့ဒီ noun လေးက the children ဆိုတော့ဒါ people ဖြစ်တယ်ပေါ့နော် people ဆိုတော့သုံးမျိုးရှိတယ် who ကိုသုံးလို့ရတယ် whose ကိုသုံးလို့ရတယ် whom ကိုသုံးလို့ရတယ်ဆိုတော့ဒီနေရာမှာဘာသုံးမလဲပေါ့နော်အဲ့တော့ who ကိုသုံးမယ်ဆို who ရဲ့နောက်က verb ရှိမယ်whom ဆိုလို့ရှိရင် subject verb ရှိမယ် who ဆိုလို့ရှိရင် noun ရှိမယ် verb ရှိမယ်ဆိုတော့ဒီနေရာမှာblank ရဲ့နောက်မှာ all clear verb လိုက်ထားတယ်ပေါ့နော် verb to be verb လိုက်ထားတယ်ဒါကြောင့်မလို့ဒီအဖြစ်ရသေးကြပါ who ကိုသုံးပါပါwho are cruel ကြမ်းကြုတ်တော့ the children ကလေးတွေကို I hate ကျွန်တော်မုန်းတယ် example 2 this is the house blank jack bit ဆိုတော့ဒီ quality ထဲမှာဒီ related pronoun မှာသုံးမလဲပေါ့နော်ဆိုတော့ဒါလေးက related clause ဖြစ်သွားပြီဆိုတော့ related clause ဆိုတာရှေ့က noun ကိုညွှန်းမှာအဲ့တော့ quality ရဲ့ရှေ့က blank ရဲ့ရှေ့က noun လေးကိုကြည့်လိုက်မယ် the house ဆိုတော့ the house ဆိုတာဒါ non people မဟုတ်ဘူး non people ဆိုတော့ that ကိုသုံးလို့ရတယ် which ကိုသုံးလို့ရတယ်ဆိုတော့ဒီမှာသူပေးထားတဲ့ဖြေထဲမှာ that ပါတယ်ပေါ့နော်ဒါကြောင့်အဖြေမှန်က that jet bit just တိဆောက်ခဲ့တော့ဆိုတော့ that ရဲ့နောက်က subject verb လိုက်ထားတယ်ဆိုတော့ဒါလေးက object pronoun ပေါ့နော် object pronoun that just bit jet တိဆောက်ခဲ့တော့ this is the house အိမ်ကဒီအိမ်ပဲ example 3 I know the woman Blanchine was hot ဆိုတော့ဒီမှာသုံးခုပေးထားတယ်ဆိုတော့ related clause ရဲ့ရှေ့က noun လေးကိုကြည့်လိုက်မယ် the woman ဆိုတော့ဒါလေးက noun မယ်မှာ people လား non people လားထပ်ခွဲလိုက်တော့ people ဆိုတော့ whom whose သုံးလို့ရတယ်ဆိုတော့ဒီမှာ which ကတော့ဒါမဖြစ်နိုင်ဘူးဆိုတော့ who ရဲ့နောက်မှာဆိုရင် verb လိုက်မယ်whose ရဲ့နောက်မှာဆိုရင် noun verb လိုက်မယ်ဆိုတော့ဒီမှာ noun verb လိုက်ထားတယ်ဒါဆိုရင် whose ကိုသုံးမှာပေါ့နော်အဲ့တော့ whose child was hot သူကလေးထိခိုက်နေနာသွားတယ် the woman မြို့သမီးကို I know ကျွန်တော်သိတယ် example 4 this is the juggler blend we saw yesterday ဆိုတော့ဒီမှာ related clause ရှိမယ်သူရှေ့က noun လေးကိုကြည့်လိုက်မယ် people လား non people လားခွဲလိုက်မယ်ဆိုတော့ဒီမှာတော့ vocabulary ကြောက်ထားဖို့လိုပါတယ် juggler ဆိုတာဒါညက်လက်ဆရာကိုပြောတာပါဒါကြောင့်ဒါလေးက people ဖြစ်တယ် juggler ဆိုတာ people ပါညက်လက်ဆရာလို့အဓိပ္ပာယ်ရတယ် people ဖြစ်တဲ့ကြောင့်မလို့သုံးမျိုးရှိရယ် whom ရှိမယ် whom ရှိမယ် who ရှိမယ်ဒါကြောင့် that ဆိုတာမဖြစ်နိုင်ဘူး who ရဲ့နောက်က verb လိုက်တယ် whom ရဲ့နောက်ကကျတော့subject verb လိုက်တယ်ဆိုတော့ဒီမှာ quality ရဲ့နောက်မှာ subject verb ဆိုတော့ wh whom ကိုရွေးပြရမှာပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ this is the juggler whom we saw yesterday မနေ့ကတွေ့ခဲ့တဲ့မျက်လက်ဆရာကဒါပဲဒီမျက်လက်ဆရာကြီးပဲပေါ့ကဲ example 5ကိုကြည့်အောင် we love Ayari River blend is one of the longest river in Myanmar ဆိုတော့ related clause ရဲ့ရှေ့က noun လေးကိုကြည့်လိုက်မယ် Ayari River ဆို Ayari River ဆိုတာဒါ non people ဆိုတော့ that which နှစ်မျိုးသုံးလို့ရတယ်ဆိုတော့ whose ကတော့ဒါမဖြစ်နိုင်ဘူးကဲ that which မှာ comma ခြားထားတယ် comma ပါတယ်ဆိုလို့ရှိရင် that မသုံးရဘူး which ကိုပဲသုံးရမှာနောက်တစ်ခုက Ayari River ဆိုတာဒါကိုယ်ပိုင်နာမ်နဲ့ရေးထားတယ်ကိုယ်ပိုင်နာမ်နဲ့ရေးထားပြလို့ရအောင်လို့ဒါ define လုပ်တာမဟုတ်ဘူး extra information ကိုပေးတာ comma လည်းပါတယ်ဒါကြောင့် that ကိုသုံးလို့မရဘူးအဲ့တော့အဖြေမှန်က which
ဆိုတော့သူရဲ့အဓိပ္ပာယ်က which is one of the longest river in Myanmar မြန်မာနိုင်ငံမှာအရှည်ဆုံးမြစ်တွေကတစ်ခုဖြစ်တဲ့ Erie မြစ်ကိုကျွန်တော်တို့ကချစ်မြတ်လို့ကြတယ်။ကဲနောက်ဆုံးတစ်ခုလေးကိုကြည့်အောင် The cat blunt teeth is very long belong to me ဆိုတော့ related clause ရဲ့ရှေ့က noun လေးကြည့်လိုက်မယ် the cat ဆိုတော့ noun ပြီးပဲ animals ပေါ့နော် noun ပြီးပဲ animals ဆိုတော့ဆိုပေမဲ့ဒီမှာရှင်းမှလည်းရှင်းပြခဲ့တယ်ပေါ့နော်ဒီမှာthat ပေးထားတယ် who's ပေးထားတယ် who ပေးထားတယ်ဆိုတော့ဒီမှာ t ဆိုတာ noun ပေါ့နော် noun ပြီးရင် verb လိုက်ထားတယ်ဆိုတော့ဒီနေရာမှာ who's ကိုသုံးပြီးမှာပေါ့နော်အဲ့တော့ who's က noun ပြီးပဲတွေအတွက်လည်းသုံးလို့ရတယ်ဆိုတာရေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီ word ကြရဲ့အဖြစ်မှန်က whose the cat whose tail is very long belong to me သူ့ရဲ့အမိရှိတဲ့ကြောင်ကကျွန်တော်ရဲ့ကြောင်ပဲပေါ့နော်ကြည့်ဒါဆိုရင်ဒီ example လေးကိုနားလည်မယ်လို့ညွှန်လင်းပါတယ်ကြည့်ဒါဆိုလို့ရှိရင်ဒီမှာ exercise ပေးထားပါတယ် exercise 5 ပုဒ်ပါဒီ exercise 5 ပုဒ်ကိုဖြည့်ကြည့်ပါရတဲ့အဖြေတွေကို comment box မှာချပြီးတော့ရေးခဲ့ပြီးလို့ရပါတယ်ဒါဆိုရင် related clause အကြောင်းရယ် related pronoun အကြောင်းတွေရယ်နားလည်မယ်လို့ညွှန်လင်းပါတယ်နောက်ထပ်အပိုင်းနှစ်ကြာမှာ related clause နှစ်မျိုးပေါ့နော် two types of related clause ကိုအပြည့်အစုံရှင်းပြမှာဖြစ်ပါတယ်အပိုင်းတစ်ကတော့ဒီမှာပဲနားလည်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်